บางคนไม่ช่วยเสียใจเลยไอ้มัดเมียบ้านเคยตอนเนี่ยโลมีลาบ้านมีมาลมอยู่อาลงมีมามีสวยอาลงอะคุไทยเซตามเนี่ยกัมพูชาในงานกูตัวข้าอายังจีนเป็นกี่บาทเลยมีลูกพยาพี่ตอนนี้ได้ต้องยูเรื่องหมดอ่ะเขาเมียมาเลยอ่ะอะคุมาตัวโดกัมพูชาในงานเงี้ยกูเตะไล่เลยลาโคตัวชนุบาทเลยบ่าวข้าต้องมาโค้นั่นเนี่ยเปะทาเคบาทเลยบอมชิมีลูกตัว เปะทาเคบาทเลยไฟเลยเจ๋งเลยยังชิเคบาทเลยอะไรเนี่ยตัวเปียดมีลูกกัมพูชาตัวข้ายังชิยังชิเคบาทเลยเตะไล่เลยจ้าโดเซบะพี่ยังรู้อ่ะบุแต่ไม่ตัวโดเซบะไปชิไอ้ดิไทยไงนั่นไงเซบะไปชิชนุบาทเลยไอ้ลาโดเนี่ยไทยมันก็เล่าได้นี่มันก็ยินเล่าได้ไอ้ใครโทรใครเงี้ยมึงไม่รู้ใหญ่ยี่กัมพูชาพญาจังตายเงี้ยเนี่ยมีคือพม่าไม่ต้องยุ่งกับพม่าไอ้สักเงี้ยเงี้ยกูมันยิ่งไม่พ่อตายโคชิโร่อะไรเลยไม่ได้มาเข้าบ้านกูนะแล้วเมื่อวานเนี่ยกัมพูชาตัวดูไตโลยามาละป้าเมียมาเนี่ยดูไตกับเพลงอะไรเลยไทยมันก็ได้มาเมื่อวานนั่งกันเนี่ยกัมพูชาไทยมันก็ได้มาไอ้ดิไทยนั่งกันกูเปลี่ยนไตตัวเปลี่ยนไตโลยามาละเพลงอะไรเลยมีลูกอ่ะลูกได้มาไทยพระจียิงสุระไม่มาได้ไงเลยเอเอเซมเนี่ยเราอยากต่อป่าวบุกัมพูชาเนี่ยเอเอเซมเนี่ยเราอยากต่อลาวเนี่ยรู้ว่าไปเลยไทยพระจียิงสุระดีก็မြန်မာနဲ့รู้ชินรู้ป่ะไทยเนี่ยရန်တိုက်နေတာမြန်မာနိုင်ငံမြဲလေไทยรู้ชินรู้ป่ะเลยลาวမြဲလေไทยรู้ชินรู้ป่ะเลยรู้ชินรู้ป่ะเลยกัมพูชาမြဲလေအဲ့ဒါတော့ပဲกัมพูชาမြေလည်းไทยကလူချင်းတယ်မြန်မာမြေလည်းไทยကလူချင်းတယ်ไทยพละเพลงอะไรเลยมาจี้ยาเอาอะตูไอ้ที่ไทยนั่นกูใช่ไทยอ่ะเราเจซูชิไปยามาไม่มาได้กันเนี่ยกัมพูชาเลยล่ะไอ้ลูยิงสุระတကယ်မနိုင်တော့ဘူးဆိုရင်ငါတို့ထိုင်းဘက်ကနေမလို့ไม่มาได้กันเนี่ยกัมพูชาเนี่ยกูไปยูลูยามาဘောပေါက်လားစောက်ယူบ้ามาลูยายิงสุระอันนั้นก็ไม่มาได้กันเนี่ยกัมพูชาเนี่ยดုက္ခဘာဒုက္ခပဲသင်္ကန်းလိုက်ပါလားဖြစ်ပါမယ်ဖြစ်လို့လေအဲ့ဒီท่านနိုင်ငံကိုစိဖာရဲ့အများကြီးမင်းအောင်လည်းစိဖာရဲ့ကြီးဖြစ်ခဲ့ပါတယ်လေသူတို့တနလေသူတို့ဝက်ပန်အများကြီးအခုမှအများကြီးရှိခဲ့ပါတယ်သူတို့ကအလုံးကသူတို့နိုင်ငံစင်ရဲ့သူတို့နိုင်ငံချက်တာရှိပါတယ်လေပိုင်စားအများကြီးရှိခဲ့ပါတယ်အဲ့ဒါကြောင့်ခမင်းခွေသူတို့အနာကဘာလားအကြီးရလိုက်မင်းကရှိရမယ်အကြီးရှိရင်ဆိုတာမြန်မာနိုင်ငံလည်းကအောက်လိုက်ကမ္ဘောဒီးယားနိုင်ငံဘာမှပြန်လို့တော်အဲ့ဒီတန်းနေရောပြန်လို့မြန်မာလူမျိုးဖုံးမမไม่ได้ไม่ต้องพูดอะไรสักเหี้ยอะไรกูไม่รู้เรื่องเลยတိုင်းချင်းကြီးဆိုတာไอ้สักမလားอ๋อเหี้ยกัมพูชาไอ้สักအခုမှမြန်မာနိုင်ငံလေထိုင်းနိုင်ငံနဲ့พี่น้องกันไงอันนี้พม่าตกกันได้ရှိပါประเทศพม่าประเทศไทยอ่ะพี่น้องกันไงไอ้สักမြန်မာစစ်ဘอมထိုင်းနိုင်ငံကိုပိတ်တော့ခဲ့ပါတယ်နော်အဲ့လိုဖြစ်ရင်ဆိုတာထိုင်းနိုင်ငံနဲ့မြန်မာနိုင်ငံစစ်ပွဲရှိရင်စစ်ပွဲမရှိဘူးကမ္ဘောဒီးယားတော့တိုင်ရမယ်ไม่เคยยิงกันเลยအဲ့လိုရင်ဆိုတာထိုင်းကြောက်တော့ခဲ့မယ်လေကြောက်ရင်ဆိုတာသူတို့အချက်နိုင်ငံကိုမခိုးတော့ရဘူးဘာမှမလုပ်ရတော့ဘူးไม่รู้ล่ะမြန်မာနိုင်ငံလာအိုနိုင်ငံကမ္ဘောဒီးယားနိုင်ငံဘာမှမလုပ်ရင်ဆိုတာထိုင်းတို့အေးစေမကောင်းတဲ့အလုပ်လုပ်ကြရမယ်မင်းတို့ကမ္ဘောဒီးယားတွေကဖင်ရပြီးတော့သူများကိုတွားပစ်တာလေဘာမှမစင်စားဘူးငါတို့တည်င်းနေကြည့်နေတာတို့ကအောက်မြန်မာနိုင်ငံသားတွေကအုံနောက်ရှိတယ်ဘယ်သူပေါက်လားဘာမှမစင်စားဘူးလေမစင်စားမဲ့စီလိုမှအချမ်းနိုင်ငံကိုလူချစ်လို့ရတယ်အချမ်းနိုင်ငံကိုယူတွားချစ်လို့ရတယ်အဲ့လိုပါပဲလေအဲ့ဒါကြောင့်ကျွန်တော်မြန်မာနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံအဲ့ဒီထိုင်းနိုင်ငံကိုအတူတူတိုင်ရလိုက်လေတောင်းပန်မင်းသမားကိုဖိတိုင်းမှာမင်းတို့ကမ္ဘောဒီးယားကိုဖိထားမှာကျွန်တော်တို့ကမ္ဘောဒီးယားမြန်မာနိုင်ငံကိုကြိုက်ပါတယ်မြန်မာလူမျိုးတော့ကြိုက်ပါတယ်ဘယ်လိုကြိုက်တယ်လဲဆိုတာမြန်မာနိုင်ငံမြန်မာလူမျိုးငါတို့ယောက်ျားလေးတော့မင်းတို့ကမ္ဘောဒီးယားမာတွေကိုရှိပါတယ်စိတ်ကောင်းပါတယ်လေအဲ့ဒါကြောင့်ကျွန်တော်တို့ကမ္ဘောဒီးယားမြန်မာကမ္ဘောဒီးယားဗုဒ္ဓဘာသာနိုင်ငံရှိပါတယ်ဗုဒ္ဓစကားကိုကြိုက်ပါတယ်အဲ့ဒါကြောင့်မြန်မာလူမျိုးကြိုက်ခဲ့ပါတယ်ကျွန်တော်
မြန်မာနိုင်ငံကမ္ဘောဒီးယားအကောင်းဆုံး လို့လေအစလုံးမသာရန်တိုက်နေ ကျေးဇူးတင်ပါတယ်မြန်မာလူမျိုးအားလုံး ကိုလို ကမ္ဘောဒီးယားအားလုံး ကမ္ဘောဒီးယားလီးပဲ ချစ်ပါတယ်ကျေးဇူးတင်ပါတယ်နော် ဟောတိုင်း